ကဘာပေါ်မှာဘလို့ဒုက္ခတွေပဲကြုံဘလို့အခြေအနေမျိုးမှဖြစ်ဖြစ်အမြဲတမ်းပြုံးနေတဲ့တတဝါလေးတစ်ကောင်ရှိပါတယ်သူတို့ကဘာအပျော်ရွှင်ဆုံးတတဝါလို့ကဘာတင်စားထားကြပါတယ်သူ့ရဲ့နာမည်ကိုတော့ကွာကာလို့ခေါ်ပါတယ်ဒီကောင်လေးတွေကိုဩစတြေးလျနိုင်ငံနောက်ပိုင်းကရောနက်ဆိုတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာအဓိကတွေ့ရတတ်ပါတယ်သူတို့ကတာပိုက်ကောင်တွေနဲ့တူညီပါတယ်တာပိုက်ကောင်တွေလိုမျိုးတားငယ်လေးတွေကိုရင်ခွင်အိတ်လေးထဲမှာထည့်ပြီးတော့မွေးမြူတက်တဲ့တတဝါငယ်လေးတွေဖြစ်ပါတယ်ဒါဆိုသူတို့ကတကယ်ပဲစိတ်ချမ်းသာလို့အမြဲတမ်းပြုံးနေရလားဆိုတော့တကယ်တမ်းမဟုတ်ပါဘူးတိပ္ပမြညာရှင်တွေရဲ့လေးလာချက်အရသူတို့ရဲ့မေယိုတိဆောက်ပုံနဲ့ဒီအစာဝါးတဲ့ပုံစံကြောင့်မျက်နှာပြုံးနေသလိုမျိုးဖြစ်နေတာပါအထူးသဖြင့်ပူအိုက်တဲ့အချိန်မျိုးမှာရှာလေးကိုထုတ်ပြီးတော့ဒီအသက်ရှူတဲ့အခါမျိုးမှာပို့ပြီးတော့ချစ်စရာကောင်းတဲ့အမူအရာမျိုးဖြစ်သွားတတ်ပါတယ်သူတို့ရဲ့နောက်ထပ်ထူးခြားတဲ့ချက်တစ်ခုကသူတို့ကလူတွေကိုလုံးဝမကြောက်တတ်ပါဘူးသူတို့နေထိုင်တဲ့ကျွန်းပေါ်မှာသူတို့ကိုရန်ပြူမဲ့တွိုင်းလိဆန်ကြီးတွေမရှိတာကြောင့်သူတို့ကအလိုလိုရင်ပါပြီးတော့လူတွေနောက်ကိုအလိုလိုကက်လာတက်ကြပါတယ်ဒါကြောင့်ပဲကဘာလက်ခီးသွားတဲ့ဒီကျွန်းပေါ်ကိုရောက်လာတဲ့ခါမျိုးမှာဒီကောင်လေးနဲ့အပြိုင်ပြုံးပြီးတော့ဒီဆက်ဖီရိုက်ထားတို့ဓာတ်ပုံရိုက်ထားတို့ဟာဒီကဘာလုံးမှာနာမည်ကြီးရဲ့ trend တစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အမြဲတမ်းပြုံးနေတဲ့ဒီချစ်စရာကောင်လေးတွေမှာအရင်ရက်ဆက်တဲ့လှုပ်အပ်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့မိခင်ကွက်ကားတွေဟာမြေခွေးတို့တောခွေးတို့လိုရန်သူတွေနဲ့ထိတိုက်တွေ့လို့သူတို့ရဲ့အသက်အန္တရာယ်ကြုံလာရတဲ့အခါဘေးအန္တရာယ်ကနေလွတ်ဖို့အတွက်သူတို့ရဲ့ရင်ခွဲအိတ်ထဲမှာရှိတဲ့တားငယ်လေးတွေကိုအပြင်ကိုပစ်ထုတ်ပစ်လိုက်ကြပါတယ်ဘာလို့အဲ့လိုလုပ်ထားလဲဆိုတော့တားငယ်လေးမြေပြင်ပေါ်မှာလူလှည့်ပြီးအတန်မြင်နေတဲ့အချိန်မှာရန်သူကတားငယ်လေးစီအာရုံရောက်သွားပြီးစားတောက်နေတော့မိခင်ဖြစ်သူကအသက်ဘေးကနေထွက်ပြေးလွတ်မြောက်ဖို့ဖြစ်ပါတယ်တိရစ္ဆာန်လောကရဲ့ရှင်သန်ရေးဗီဇာအရမိခင်ဖြစ်သူအသက်ရှင်မှာနောက်ထပ်သားသမီးတွေထပ်မွေးနိုင်မယ်ဆိုတဲ့တဘာဝတရားရဲ့ရက်ဆက်တဲ့တွက်ချက်မှုတစ်ခုပါအခုဆိုရင်တော့ဒီကောင်လေးတွေဟာကဘာပေါ်မှာမျိုးတုံးပြောက်ကွက်လူနီးပါအန္တရာယ်ရှိတဲ့တတဝါအဖြစ်သတ်မှတ်ခံရလို့ဩစတြေးလျဆိုရကဥပဒေနဲ့တေချာကာကွယ်ထားပါတယ်သူတို့ဒီအစာကျွေးတာတို့ဒီကင်တွေ့တာတို့လုပ်လို့ရှိရင်ဒဏ်ငွေအများကြီးဆောင်ရပါတယ်မျက်နှာလေးကပြုံးနေပေမဲ့နောက်ကွယ်မှာတော့ရှင်သန်ဖို့အတွက်အသေးအံစူးစမ်းနေရတဲ့ကွက်ကားလေးတွေရဲ့အကြောင်းကိုခင်ဗျားတို့သဘောကျရဲ့လားခုလိုစိတ်ဝင်စားစရာဘူးတူတာတွေကိုအမြဲတမ်းကြည့်ချင်တော့ကျွန်တော်ရဲ့ page လေးကို like and follow ထားကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်